ကျွန်တော်အင်းဝင်ကလေးခီးသွားဆိုတာ18ရောက်နော်တချင်းဆိုတဲ့လူတွေပါလဲပါကြတာလူငယ်တွေပေါ့ကျွန်တော်လည်းနော်အဲ့တုန်းကတော့တိတ်အခုလိုမျိုးမင်းမဟုတ်ပေါ့နည်းနည်းလေးတက်ကြွတဲ့ကြက်ဖဖြစ်တုံးပေါ့နော်အဲ့ချိန်ကကလေးတွေပါခေါ်ပြီးတော့လာတို့တရောသားထိုးမယ်အဲ့ဝိုင်းလင်းထိုးမယ်ကျွန်တော်တချင်းဆိုမယ်အဲ့မှာအင်းဝင်ကလေးသွားမယ်ဆိုဟိုးမူဆယ်တောင်တန်းပေါ်မှာသွားတာအဲ့ဒီတောင်ပေါ်မှာရှိတဲ့နော်လူတွေကိုအင်းဝင်ကလေးသွားဟောတာနော်အရန်ပြောစရာကောင်းတယ်ဝေစာတွေပါတယ်ဝေပြန်လာခါနီးကြတော့မူဆယ်ကကိတ်ရောက်တော့လက်မဝေ18ရောက်လက်မဝေပြီးတဲ့ခါကျပြန်တွေ့ကြပတ်စံသိမ့်မကြံတော့နော်ပတ်စံကနော်တသိန်းကြော်တသိန်းခွဲလောက်ပဲရှိတော့ရန်ကုန်အထိပြန်ရမယ်လမ်းမှာထမင်းစားဖို့ရှိတယ်နောက်မန္တလေးရောက်ရင်ကားလက်မဝေဖို့ရှိဆိုအတိအကျလောက်ဖြစ်အဲ့တော့တော်တော်လေးခက်ခဲဖြစ်ဒါမဲ့လည်းပဲစူးစမ်းပြီးတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်လေမရှိပဲပြန်လာတော့လမ်းလဲရောက်ရော105မိုင်ရောက်တဲ့ခါမှာသူများဝါးနဲ့တားထားပြီးတော့မှမိန်းကလေး9ယောက်6ယောက်လောက်ရှိရယောက်ျားလေးလည်း9ယောက်6ရှိကျွန်တော်တို့ကားကိုတားပြီးတော့ဗာပြောလဲဆိုလက်မဝေရမယ်ဟာငါတို့လက်မဝေပြီးပြီလေမဟုတ်ဘူးတဲ့ကားလက်မလေကားမဲဖောက်မဲကားမဲစာရွက်လာပြတရွက်ကို9000တဲ့18ယောက်ဆိုတော့မနေဘူးနော်ဝေရမယ်ဥစ္စာ9000အဲ့တော့အဲ့ဒီဟာသွားပြီးတော့ဝေလိုက်ရင်ကျွန်တော်တို့ပတ်စံကုန်ပြီလမ်းမှာဒုက္ခရောက်တော့မယ်အဲ့တော့မဝေပြိုင်လဲမသွားရဘူးတဲ့မဝေဘူးနော်ဘာဖြစ်လို့ဆိုကားမဲဆိုတာလေကားတစ်စီးပြထားပြီးတော့မှလက်မအဆောင်3သိန်းလောက်ထုတ်တာအဲ့တော့ဘယ်သူကပေါက်မှာလဲဘယ်သူမှမပေါက်နိုင်ဘူးသူပေါက်ရင်လဲကိုကသိမလားမသိနိုင်ဘူးအဲ့တော့ဒါရငါတို့တက်နော်ရောင်းတာပဲမဝေချင်ဘူးကျန်လူတို့ကျန်တဲ့တပည့်တွေကလည်းတိတ်အားကိုရတယ်တယောက်မှပတ်စံမရှိဘူးနော်ရှိရလို့ရှိတယောက်200 300ဆိုတော့ဒီဆရာပဲဒုက္ခရောက်အဲ့တော့စဉ်းစားတယ်ဒါမဝယ်လို့မရဘူးလားမရဘူးတဲ့ဝယ်ရမယ်တဲ့နောက်ဆုံးတော့မထွက်ရမယ်တူတော့ဝယ်ကွာဝယ်တဲ့အခါကျတော့ပတ်စံလေး6000 5000ပဲကျန်တော့စိတ်ထဲမှာမန္တလေးရောက်တော့တောင်စားဖြစ်ပြီးငါတို့သိချာနော်အဲ့တော့ဘလို့မှအဆင်မပြေဘူးအဲ့ဒီလက်မှတ်ကိုကြည့်ပြီးတော့စိတ်နာလိုက်တာမပြောနဲ့တော့နော်ဒီကာမဲရဘလို့မှမပေါက်နိုင်ဘူးဆိုတာလည်းသိချာအဲ့ဒါနဲ့ကျွန်တော်ပြန်လာရှိုးရောက်တဲ့အခါမှာမမျော်လင့်မဲနဲ့ကိုဇော်မြင့်ဆိုတဲ့တကယ်မိတ်ဆွေတယောက်သွားတွေ့သူကမယုံကြည်သူကနေပြောင်းလဲလာတဲ့သူဖြစ်တယ်သူပြောင်းလဲလာလဲတိတ်ထူးတဲ့သူရဲ့တင်းဦးဆရာကသူ့ကိုဆူတောင်းပေးတော့သူကပြောင်းလဲလာပြီးတော့မှသူကဘာလုပ်လဲဆိုမော်တော်ကားမောင်းမော်တော်ကားအဲ့ဒီလာပြီးဆရာသမားတွေလာပြီးဆိုလာရှုမျိုးဘယ်သွားချင်းလဲသူအကုန်လုံးပတ်စံတပြားမြူလိုက်မောင်းပေးတာအဲ့လိုစေတနာကောင်းတယ်ဒါပေမဲ့မော်တော်ကားမရှိဘူးသူများကားကိုရှောက်ပြီးတော့ငားမောင်းကျွန်တော်နဲ့တွေ့တဲ့အခါကျတော့ဟာဘိုးတို့ဘယ်ပြန်လာလဲဒီလိုပဲကွာငါတို့ဟိုးမူဆယ်ကပြန်လာဟာကောင်းလိုက်တာရောက်ခဲ့ကျွန်တော်ခောက်ဆွဲကျွေးပြရစီဝန်းတာလိုက်တာနော်ဘာဖြစ်လဲကျွန်တော်တို့အဲ့ချိန်မှာပိုင်ကြနေတော့ဆိုစားကြမရှိတော့ကောင်းကင်တမန်တွေ့ရတယ်လို့ပဲနော်ခါတိုင်းတွေ့တဲ့ခါမှာအဲ့လူကတိတ်ရုံမကောင်းဘူးဒါပေမဲ့အခုတွေ့တော့မျက်နှာဝင်းတာကြည့်အားလုံးကကျွန်တော်ကြည့်တဲ့အထက်မှာတော်တော်လှဟာကိုလုံးမြခင်ဗျာဗျာတကယ်ကျေးဇူးတင်နေဗျာစားခောက်ဆွဲစားပြီးတော့မနေဘူးလက်ဖက်လည်းတောက်ချင်သေးတယ်နည်းနည်းတော့ထွန်းတက်တာပါသူကလည်းလက်ဖက်ထတိုက်လက်ဖက်တောက်ရင်းနဲ့စကားပြောကျွန်တော်ဗျာတော်တော်ဒုက္ခရောက်တယ်ဟင်ဘာဖြစ်လို့လဲဆရာဒီမှာလေးကြည်သားမဟုတ်ကားမဲ9000ဘူးဝယ်ရတယ်18ဆောင်အဲ့ဒါကြီးဗျာကျွန်တော်မလူချင်ဘူးလို့ဒါပေမဲ့လည်းဝယ်ရတယ်ဒါကြောင့်ကျွန်တော်တို့ပြန်ဖို့တော့မှအခက်ခဲရှိရအခုခင်ဗျာခောက်ဆွဲကျွေးတဲ့လက်ဖက်တိုက်လို့ခင်ဗျာသိကျေးဇူးတင်တာနှုတ်မွေးကျွန်တော်တို့မန်းလေးကြီးဘိုင်ဟောင်းလောင်းနဲ့သွားမှာအိုးအဲ့လိုလားတနာလိုက်တာဟိုအေးတနာရင်လေခင်ဗျားပြန်ဝယ်မလားနည်းနည်းဂျင်းထည့်လိုက်တာဆိုသူကဘာပြောလဲဆိုသူပတ်စံရအောင်မရှိဘူးတဲ့ပတ်စံကအဲ့လောက်9000မရှိဘူး9000မရှိကျွန်တော်လည်း9000နဲ့ပြန်မရဘူးခင်ဗျား3000နဲ့ပြန်ဝယ်အတင်းမဲ့သူများကိုကျန်နော်3000နဲ့ပြန်ဝယ်ကျွန်တော်တည့်ရဒါရမပေါက်နိုင်ဘူးလေဆိုတော့3000နဲ့ပြန်ဝယ်ဆိုတာသူကဘာပြောလဲ3000လည်းမရှိဘူးတဲ့2000ဆိုတော့ယူပေးမယ်ဒါလည်းပဲကျွန်တော်လည်းနော်ဝယ်ပေးပေမဲ့မပေါက်ဘူးဆိုတာကျွန်တော်လည်းသိပါတယ်2000နဲ့နော်18ဆောင်နော်ဝယ်လိုက်တာ3000နဲ့6000နော်ကျွန်တော်ပတ်စံပေးဝန်တာနော်ပလုံသွားမဲ့ပတ်စံပြန်ရနော်3000 6000ရကျွန်တော်တို့ပြန်လာတယ်ဟိုးရန်ကုန်ရောက်တဲ့အခါမှာသူ့လည်းကျေးဇူးတင်တယ်ဒါပေမဲ့မိဝါတလားလောက်နေတော့သူကဖုန်းဆက်တယ်ဆရာကြီးတဲ့အလူငွေ3သိန်းဆရာအတွက်လွှဲပေးလိုက်တယ်အိုးဘလို့ဖြစ်လို့လူငွေ3သိန်းတောင်လွှဲပေးတာလဲအဲ့ဒီခေတ်တော့ငွေ3သိန်းကလည်းမနေဘူးတခါမှလည်းမရဘူးဆိုတော့ဝန်တာလိုက်တာနော်ဘာဖြစ်လို့ရလဲဘာမှမပြောနဲ့တော့ယူလိုက်တယ်ယူပါတယ်ယူတာတော့နော်
Get your free glass with any large meal, only at Hungry Jack's. နောက်ကျွန်တော်ကမနေနိုင်ဘူးနောက်တင်ဖုန်းပြန်ဆက်မဟုတ်ဘူးခင်ဗျာဘာလို့ကျွန်တော်ငွေ3သိန်းလောက်လှူတာလဲကျေးဇူးတင်လို့ပါတဲ့မပြောပြအောင်မပြောတော့ဒါတော့ပြင်လဲကျေးဇူးတင်လဲပြီးတာပဲပေါ့ကိုလည်းဘာမှကောင်းတာမလုပ်နော်နောက်တစ်လနေတော့ကျွန်တော်လာရှိုးပြန်ရောက်သွားရောက်လဲရောက်ကျွန်တော်သွားမှတည်းသူကချက်ချင်းကျွန်တော်လာကြိုတယ်ကားကိတ်ပါဆရာကျွန်တော်လာကြိုမယ်ဆရာဘယ်သွားချင်လဲကျွန်တော်လိုက်ပို့မယ်ဘယ်နေရာမဆိုနော်ဆရာပတ်စံတပြားကောင်ကအခုကျွန်တော်ကားရှိပြီတဲ့နော်အရင်တော့တမယာကားငှားရတော့ကားရှိပြီဆိုလာကြိုတယ်နော်တူယိုတာကားကွာစလုံးကားအကောင်စားကြီးနော်ပြရောင်လေးချစ်စရာပဲကျွန်တော်ကြိုက်တဲ့အယောင်ပဲနော်အဲ့နဲ့သူကကားဖွင့်လိုက်တော့မှုေးနေဝင်လဲထိုင်လိုက်ရောကျွန်တော်ပြကိုကျော်မြင့်ခင်ဗျားဘလို့ဖြစ်ပြီးကောင်းစားသွားတယ်မော်တော်ကားနဲ့ပါနဲ့အောင်မလီမပြောနဲ့တော့ဆရာရောင်းပေးတဲ့နော်ဒီမဲဆက်ရှိတောင်ထက်ပေါက်တာတဲ့အောင်မလီစိတ်ကိုမပြောတော့ဘူးနော်အဲ့ဒီကားစီရတာလည်းမပြောတော့ဘူးအဲ့ဒီကားဘယ်သူကားဖြစ်ရမှာလဲတကယ်တော့ကျွန်တော်ကားဖြစ်ရမှာလေအဲ့ဒါကိုဘယ်လောက်နဲ့သွားရောင်းလဲ2000နဲ့သွားရောင်းတယ်လောကကြီးမှာဒီဆရာလောက်မိုက်တဲ့လူမရှိဘူးဘုရားတကယ်တော့ပြင်ဆင်ပေးပါလေကျွန်တော်ဘ누구သွားသတိရလဲဆိုတော့အေးတော့ငါပဲနော်ကောင်းကြီးမင်္ဂလာကိုဘာနဲ့သွားလဲလိုက်တာလဲနော်အမေသားဟင်းတော့မဟုတ်ပဲဟင်းနဲ့နော်လဲစိတ်သားတို့ဝက်သားတို့ဆိုလဲထားလိုက်ပါတော့ပဲဟင်းနဲ့လဲကျွန်တော်လဲဒီတိုင်းပဲနော်ဟိုးကနေတေချာအေဝံဂေလိခီးသွားလို့ဘုရားသခင်ကချီးမြှင့်တာထင်တာပဲနော်78ဆောင်အဲ့ဒါကိုနည်းနည်းမှသီးမခံဘူးအဲ့ဒါကို2000နဲ့သွားရောက်လိုက်တာဒီကရဲအဲ့ဒီဆရာကကျွန်တော်လိုက်ဖို့ဆရာစီးလို့ကောင်းလားမကောင်းဘူးလားဘယ်ကောင်းလဲကျွန်တော်ကားဖြစ်ရမှာလေသူကားဖြစ်တယ်အော်တကယ်ကျွန်တော်အဲ့ဒီကားရဲ့စီယာရင်ကြည့်ရင်လည်းစိတ်မကောင်းကားဘင်းကြည့်ရင်လည်းစိတ်မကောင်းကားဘော်ဒီကြည့်စိတ်မကောင်းဘာဖြစ်လို့လဲကျွန်တော်ကားဖြစ်ရမှာသူကားဖြစ်သွားတာကိုအဲ့နဲ့ကျွန်တော်လေဖေးတိုက်ပြန်ရောတောက်ပေမဲ့အရသာမရှိဘူးတောက်ပေမဲ့ရတာမရှိဘူးသူကဘာပြောလဲဆိုဆရာရဲ့တဲ့သိထူးဆန်းတဲ့ဖျားခင်ကကျွန်တော်လေးတဲ့ဒီမှာရှိတဲ့နော်ဆရာသမားတွေလိုင်းအရန်ခက်ခဲရှိတယ်ကျွန်တော်လိုက်ပို့ချင်တယ်တဲ့ဒါပေမဲ့ကျွန်တော်ကားမောင်းတက်မယ်ကားမရှိဘူးတဲ့ကားမရှိတာကြောင့်ဟိုလူကားကိုသွားငှားနော်ဟိုလူသွားကိုလိုက်ငှားမျက်နှာအောက်ချရတယ်ကျွန်တော်ဆုတောင်းတယ်ဖျားခင်ကားတစ်စီးပေးပါမနဲ့မိုးလင်းတော့ဆရာရောက်လာတာပဲနော်နားလိုက်တာနော်ခုတည်းဒီကျွန်တော်နှမျောလို့မဆုံးနော်ဘာပြောလဲဆိုတော့ तू ကဆုတောင်းတာမော်တော်ကားရဖို့ကျွန်တော်ကဆုတောင်းလားမရတောင်းဘူးနော်အဲ့ဒါကြောင့်ကိုယ်စီရောက်လာတဲ့ဟာသူဟာဖြစ်သွားနော်အရန်ဩစရာကောင်းတဲ့လောကကြီးဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘာပြောလဲဆိုတော့နော်ဖျားခင်ကိုအစင်မပြတ်ဆုတောင်းဖို့တဲ့နော်ဒီနေ့ကျွန်တော်တို့ကိုအိမ်စာနံပါတ်3ပေးထားတာဖြစ်တယ်နံပါတ်4အိမ်စာကတော့နော်အစင်မပြတ်ကျေးဇူးတော်ကိုချီးမွမ်းဖို့ကျေးဇူးတော်ကိုချီးမွမ်းဖို့လိုတယ်နော်ကျွန်တော်တို့တက်တာမှာကျေးဇူးတော်ချီးမွမ်းခြင်းဟာခရိယန်တို့အတွက်အင်တာမအရေးကြီးတဲ့အိမ်စာနော်အိမ်စာနံပါတ်4ဖြစ်ပါနော်ဓမ္မသချင်း311မှာကောင်းကြီးရည်အတွက်ကျူးဆိုတာရှိတယ်။ဘာဖော်ပြဆိုမြေကြီးပေါ်မှာဒုက္ခဆင်းရဲရောက်သောအခါမျော်လင့်ခြင်းကင်းစိတ်ပြည့်ခြင်းကိုခံရလျင်ခံစားရာကောင်းကြီးမင်္ဂလာရည်အတွက်ပါပြုတော်မူသောကျေးဇူးတော်အံ့ဩလိမ့်မည်။ပြုတော်မူသောကျေးဇူးတော်အံ့ဩလိမ့်မည်ပြန်စမ်းကြည့်စမ်းနော်ဆရာစလိုင်းအိမ်ထောင်ကြနော်ဒီလောက်ချောလတ်ဇနီးတဲ့ရမယ်မထင်ဘူးရပြန်တော့လေတစ်နှစ်တောင်မကြာဘူးခလေးရအောင်မယ်အရန်အော်ဆရာရှိကျွန်တော်တကယ်ချင်းတယောက်ပြောတယ်နော်သူ့ကိုလက်ထပ်ပေးတဲ့ဆရာရဲ့ license လည်းသိကောင်းတယ်နော်ကျွန်တော်တကယ်ချင်းတယောက်ရှိဆရာဆက်ဖတ်တယ်သင်္ကန်းကျွန်းတင်းတော်တေးဦးဆရာသူပြောတယ်ခင်ဗျားတို့သူများကိုလက်ထပ်ပေး license ကောင်းနဲ့လက်ထပ်ဘာဖြစ်လဲကျွန်တော် license ဆိုရင်လက်ထပ်ပေးနေ8လ9လမနေဘူးကလေးရတယ်တဲ့အိုးသူဟာလည်းတဲ့သုံးမလားပေါ့နော်ဆိုတော့ဒီနေ့လည်းပဲကျွန်တော်တို့ဆရာလည်းပဲတိတ်တော်တယ်အဲ့ဒါဘာလဲပြန်ရည်တွေ့ရင်ကျေးဇူးတော်ပဲเนาะကျေးဇူးတော်ချီးမွမ်းတယ်เนาะဒီဆရာတော်ကလည်းဟိုတောင်ပေါ်တောင်ကြားထဲမှာသွားနေเนาะတောင်ပေါ်သူเนาะအဝေးကြီးပဲလှမ်းကြည့်လည်းမတွေ့ဘူးသို့တော်လည်းဖျားခင်သူ့ကိုပြင်ဆင်ပေးတယ်သူ့ကိုတွေ့တော့ကျွန်တော်မိတ်ဆွေတယောက်တတိယကျေးဇူးတော်ဆိုတာအံ့ဩစရာကျွန်တော်မိတ်ဆွေကကျွန်တော်တငယ်ချင်းပေါ့လေ college မှာအတူတူနေတယ်ယောက်ျားချင်းကြည့်နေမှအင်မတန်ချောတယ်အခုကျွန်တော် drum တီးတဲ့ဟိုပဲရောက်သွားနော်ကျွန်တော်drum တီးတဲ့ဆရာလိုပဲကြည့်ယူရီးယားမကိုရီးယားမင်းသားနဲ့တူတယ်ဟာအရန်နုဖတ်နေတာပဲစံရတီးရင်လည်းသူ့လက်ကလေးတွေကကောင်းမှကောင်းစာလက်တော်တယ်နောက်ဆုံးကြတော့
ကျွန်တော်ကြောင်းပြီးသွားတဲ့အခါသူက